ပါစေကုန်ချီပါစေအာမင်ရှိဥစွာဖျားရှင်ကြီးတို့ကိုချီးမွမ်းတဲ့ဒီတရားတော်ရှင်ရဲ့တဲ့ခလေးမှာပေါ့နော်ကျွန်မစားပြလို့ထားခွင့်ရတဲ့ဘုရားကိုလည်းကျေးဇူးတင်တယ်ဆိုတော့ရှိဥစွာအနေနဲ့ပေါ့နော်ဒီမနေ့ဖတ်တဲ့အိဖေအခန်းကြီးလေးအပိုင်းငယ်30ကနေ30ကိုဖတ်ရချင်ပါတယ်ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင်သင်တို့ကိုမစိတ်ခတ်တော်မူသောဘုရားခင်တန်ရှင်းသောဝိညာဉ်တော်ကိုစိတ်မနာစေကြနဲ့ခတ်သိမ်းသောစိတ်တို့ခြင်းစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းအော်ဝိငေါကိုခြင်းသူ့တည်ပြအောင်ပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသောမနာလိုခြင်းတို့ကို၎င်းသင်တို့မှဖယ်ရှားကြလော့အချင်းချင်းကျေးဇူးပြုခြင်းတနာဆုံးမဲ့ခြင်းဘုရားခင်သည်ခရစ်တော်ကြောင့်သင်တို့၏အပြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလော့နောက်ခေါက်ပြဖတ်ရအောင်အချင်းချင်းကျေးဇူးပြုခြင်းတနာဆုံးမဲ့ခြင်းဘုရားခင်သည်ခရစ်တော်ကြောင့်သင်တို့၏အပြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလော့တခင်ရှုတဲ့တာတော့တပည့်တော်ပြောတယ် If you love me keep my commandment ငါ့ကိုချစ်တယ်ငါ့ကိုချစ်တယ်ဆိုရင်ငါ့ရဲ့ပြည့်တဲ့ကိုစောင့်ရှောက်ပါတဲ့ဆိုတော့ဒီမှာဒီထဲမှာတော့ဒီအပြည့်မခေါ်တဲ့လူရှိရစေခေါ်တော့ပါတော့ခေါ်တော့ပါတခင်ရှုကလည်းငါဒီတို့အပြည့်ကိုလွတ်တည်နေတယ်လို့အချင်းချင်းအပြည့်အချင်းရှိကြပါတယ်နော်ဆိုတော့မချီတော့ထားတယ်နော်စိတ်ထဲမှာလည်းယောက်ျားပဲဖြစ်ဖြစ်နော်ခင်ဗျားပဲဖြစ်ဖြစ်တကယ်ချင်းပဲဖြစ်ဖြစ်အကျွေးရှင်ပဲဖြစ်ဖြစ်မချီထားတယ်ခေါ်တော့လိုက်ပါတော့ဟုတ်ပြီရှင်းစွာနေတယ်ဒီကြီးမြတ်တော်နာမှာကိုတစ်ခါတော့တင်ပေးမယ်ဒီမှာကျွန်တော်ကိုယ်ရဲ့လည်းရှိနေတယ်ကျွန်တော်တို့ပထမဆုံးနဲ့ကျွန်တော်ဆိုပြီးမယ်နော်နောက်ကလည်းဆိုပြရတယ်ဖြစ်တယ်ဖျားပိုင်တဲ့ဖျားတိုင်းဖြစ်တယ်ကျွန်တော်ကအသွေးနဲ့ရွေးဝဲချောဖျားကြီးဖြစ်တယ်ဒါနဲ့ကျွန်တော်ကဒီချီးမွမ်းခွင့်ရတယ်ဖျားကိုချီးမွမ်းခွင့်ရတယ်နာဝိညာဉ်နဲ့ကိုယ်ကိုခွင့်ရတယ်တခြားသူတွေယေရှုကိုမရတဲ့သူတွေအမြင်ခရီးရတယ်လည်းမရဘူးဖျားရှင်မှာချီးမွမ်းတာနားကြီးလို့ပြောမှာဒါပေမဲ့ဒီမှာရှိတဲ့ညီကိုမမရေတို့ချီးမွမ်းခြင်းကဖျားပြန်နေတဲ့လက်ခံတယ်ကျွန်တော်ရဲ့ချီးမွမ်းခြင်းကိုဖျားတင်ကအလိုလိုရှိရတယ်ဖျားပိုင်တော့ဖျားဖယားပိုင်တော့ဖယားတာဘယ်လိုလဲဆိုတော့ရှိမစားပါရေတို့ကလူများဖယားပိုင်တော့ဖယားတာရှိမစားပါရေတို့ကလူများ
မန်တော်ခန်းကြီးရဲ့ဘိုက်ကစတဲ့မှာဒုတတိနာမတော်တပါငါတို့ကိုကယ်တင်တော်နာမကောင်းကင်တော်ဒီကြီးရဲ့ဘောပေါ်မရှိဘီလူဝတ်ဆိုတယ်ဖိလိပ္ပိခန်းကြီးရဲ့ဘိုက်ကစတဲ့မှာကောင်းကင်တတော်မြေကြီးတတော်မြေကြီးအောက်နဲ့ရှိတော့တတော်ဒီတော့ခတ်သိမ်းတော်တတော်တို့ဒီဒုတတိရဲ့ဘွဲနာမတော်ကိုယူဆောင်၍ဖြစ်တော်ဒီတခင်ဖြစ်တော်ဘုန်းကြီးကိုနှုတ်ဖြစ်ဝင်ပါ၍ခမဲတော်ဘုရားရဲ့ဘုန်းအသေးတော်ကိုထင်ရှားစေကြမြေကြောင်းကြီးအာမင်အချင်းနဲ့ဆိုတော့နာမဖြစ်တယ်ဘုရားနာမကိုစနေပြောအားရလို့ရှိမရအောင်
ဘုရားရှိခိုးမယ်နဲ့ကျွန်တော်ဘုရားဒီတနာတော်ကိုရေကရုဏာတော်ကိုမတော်ဘူးကြောင့်ငါတို့ဒီဆုံးရှုံးချက်တို့ပြောင်းပေးနေကြ၏နာနဲ့တိုင်းကရုဏာတော်ကိုခံရကြ၏လက်စာတော်ဒီကြီးမြတ်ပါ၏When you're doing
Jesus.
Amen.